ပန်းပွင့်နေဆိုတာကတဘာဝပါခင်အလှကြည့်ခံခြင်းလို့ပန်းစင်ပြရစီရည်စူးပြီးဖူးပွင့်မစင်ခင်ကြိုက်ရင်အညာကိုချိုးပြီးခင်မြန်တို့တော့ပန်းရင်ပန်းပေါ်မပန်းရင်ခင်မကြိုက်တော့လဲပြစ်လိုက်ပေါ့နော်ခင်ဆင်ရင်မှဆင်ပါတော့ခင်ရဲ့မစင်လိုပဲပြစ်ပြစ်မမြင်လိုပဲဖြစ်ဖြစ်တိရွက်ကျူတိရွက်ကြားကခင်သွားရင်ရနံပေးခင်မှုရင်ပျော်ရွှင်လို့ခင်မမြင်ခင်မကြည့်ပေမဲ့ခင်သိရင်ကျင်တတ်ပါရဲ့ရွက်ချက်ဆူကျူအကြားမှာပဲပွင့်သွားတာပေါ့မောင်စိန်ဝင်းပရိကုံပန်းပွင့်နေဆိုရာဘာဝပါခင်လာကြည့်ခံခြင်းလို့ပန်းစမစေဒီလိုရည်စူးပြီးဖူးပွင့်လို့စေခင်ကြိုက်ရင်ညာကိုချုံရနုရောပန်းခြင်းပန်းပန်းခြင်းပြလိုက်ပေါ်စင်ခြင်းမစေ